မော်ပညာကိုသုံးပြီးတခြားသူတွေကိုဒုက္ခပေးနေတဲ့မင်းကိုအခုဒီမိန်းကလေးကဆုံးမပေးပါတော့မယ်ဒီလိုနဲ့အန်နာဟာမော်တော်တန်ကိုဝင်ရလိုက်တဲ့အခါမှာတော့ဆုံးမကြီးဟာဖွတ်တကောင်ဖြစ်သွားခဲ့တယ်။အိုးငါ့ကိုဘယ်လိုလုပ်လိုက်တာလဲ။ငါကငါးရင်ချက်စားတယ်လို့အခုလိုမျိုးလုပ်နေတာပါ။အခုပုံမြင်ကိုတေချာလေးနားထောင်ကြပါနော်တငယ်ချင်းတို့ပုံမြင်ရဲ့အဆုံးနာမှာမေးခွန်းတစ်ခုမေးထားပါတယ်။အပြေမှန်ကိုအရင်ဆုံးကွန်မန့်မှာရေးပေးနိုင်တဲ့၃ယောက်ကိုဖုန်းပေ1000ကျပ်စီချင်းမြစ်ပေးမှာဖြစ်ပါတယ်။ကဲနားထောင်ကြည့်ကြရအောင်။တခါတော့ကရွာလေးတစ်ရွာမှာပေါ့လေ။အန်နာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာပင်မကြီးစွာနဲ့ရေအိုးတွေကိုထမ်းရင်းသူ့အိမ်ရှိရာစီကိုပြန်လာခဲ့ပါတယ်။ကောင်းပါစို့ရေနေနေလေးသွားခတ်တာအဲ့လောက်တော့ကြားရသလား။သွားရေချိုးခန်းထဲမှာပုံထားတဲ့အဝတ်တွေအခုချက်ချင်းသွားလျှော်သမ်း။ဟုတ်ကဲ့ပါမေမေ။သမီးအခုပဲသွားလျှော်လိုက်ပါမယ်။ဟဲ့နင်ငါ့ကိုအမေလို့မခေါ်နဲ့စမ်း။နင်ကိုမွေးပြီးနင်အမေကတည်သွားတယ်။နင်ကဂျိုးကောင်မပဲ။ငါ့ဘဝခိုက်လိုက်မယ်။အမေလို့မခေါ်နဲ့။အဲ့ဒီအချိန်မှာပဲအိမ်ထဲကနေကောင်မလေးတစ်ယောက်ထွက်လာခဲ့တယ်။အိုးမိမေသမီးလေး Tracy နေမကောင်းဘူးလားကွ။သမီးပုံစံကြည့်ရတာမလန်းဆန်းသလိုပဲ။ဟုတ်မေမေသမီးပိုက်စာနေလို့တခုခုစားကျင်တယ်။အိုးကြည်စမ်းငါသမီးလေးပိုက်စာနေတာပါလား။ဟဲ့ကောင်မရေသမီးမချက်ရသေးဘူးမို့လား။ဘာကြည့်နေတာတော့အခုချက်ချင်းသွားချက်စမ်း။မေကြီးရေသမီးဒီနေ့အရန်ကမှငါဟင်းစားကျင်နေတယ်။ကောင်းပြီသမီးလေးခဏစောင့်နော်။ဟဲ့အန်နာညီးကြလားငါသမီးလေးကဒီနေ့ငါဟင်းစားချင်လို့တဲ့သွားစမ်းပိုက်ကွန်ယူပြီးမြစ်ထဲကနေငါသွားဖမ်းလာခဲ့ဒီလိုနဲ့အန်နာဟာပိုက်ကွန်လေးကိုကန်ရင်ငါဖမ်းဖို့အတွက်ထွက်လာခဲ့ပါတယ်သူကအချိန်တော်ကြာအောင်ပင်မကြီးစွာနဲ့ငါဖမ်းခဲ့ပေမဲ့ငါတကောင်မှရမလာခဲ့ပါဘူးငါတွေတကောင်မှမမိပါလားအမေကိုလွှမ်းလိုက်တာအမေသာရှိနေရင်ငါအခုလိုပင်မကြီးစွာနဲ့လုပ်ရမှာမဟုတ်ဘူးဒီလိုနဲ့အန်နာဟာသူ့အမေပေးခဲ့တဲ့လက်စွပ်ကိုငေးကြည့်နေတော့ရေထဲကငါးတကောင်ပေါ်လာပြီးအဲလက်စွပ်ကိုလူပြေးသွားပါလေရောအဲ့ဒါနဲ့အန်နာဟာရေထဲကိုခုန်ဆင်းပြီးအဲ့ဒီငါးအနောက်ကိုလိုက်သွားရင်ထူးဆန်းတဲ့တိုင်းပြည်တစ်ခုစီကိုရောက်သွားခဲ့ပါတယ်ဟာဒီနေရာလေးကထူးဆန်းလိုက်တာအန်နာဟာရှေ့ကိုဆက်သွားတဲ့အခါမှာတော့တစ်ပင်တစ်ပင်ရဲ့အောက်မှာမီးတွေလောင်ကျွမ်းနေတာကိုတွေ့ခဲ့ရပါတယ်အဲ့တစ်ပင်ကြီးရဲ့အပေါ်မှာတော့ငှက်အတိုက်တစ်ခုရှိနေတဲ့အတွက်ငှက်မိခင်ကြီးဟာသူ့ကလေးတွေကိုမီးလောင်ကျွမ်းသွားမှကြောက်နေတဲ့အတွက်ပတ်ဝန်းကျင်ကိုအကူအညီတောင်းနေခဲ့ပါတယ်အန်နာကိုတွေ့တဲ့အခါမှာတော့ငှက်မိခင်ကြီးဟာသူ့ကလေးတွေကိုကယ်ဖို့အတွက်ပြောပါတော့တယ်အန်နာကလည်းကယ်ပေးပါမယ်လို့ပြောပြီးတစ်ပင်ပေါ်ကိုတွေ့တက်ခဲ့ပါတယ်ပြီးတဲ့အခါငှက်အတိုက်ကိုယူပြီးမြေပြင်ပေါ်ချပေးတဲ့အတွက်ငှက်ကလေးတွေဟာမီးဘေးကနေကင်းလွတ်ခဲ့တာပေါ့လေကျေးဇူးအများတင်ပါတယ်မိန်းကလေးရေမင်းတို့ရကိုဆက်သွားနိုင်ပါပြီဒီလိုနဲ့အန်နာဟာရှေ့ကိုဆက်ပြီးလဲသွားရောရေတွေအပြည့်ရှိနေတဲ့မြစ်တစ်ခုကိုတွေ့ခဲ့ပါတယ်သူစိုက်ကြည့်နေတော့မှပဲမြစ်ရေတွေဟာတဖြည်းဖြည်းခန်းသွားခဲ့တယ်အိုးရေတွေဘာဖြစ်လို့ရော့သွားတာပါလဲဟာမင်းရောက်လာပြီပဲကိုဟုတ်ပါတယ်ရှင်ကျမလက်စွပ်လေးပြန်ပေးပါဒီလက်စွပ်လေးကကျမအမေရဲ့နောက်ဆုံးအမွေမို့လို့ပါမင်းကငါတို့ငါးတွေကိုနေလိုက်လာဖမ်းပြီးတပ်ပစ်တယ်မင်းကအတော်ဆိုးတာပဲအဲ့ဒီအတွက်လက်စွပ်ကိုပြန်ပေးနိုင်ဘူးကျမကအကူညီမဲ့နေတဲ့မိန်းကလေးတယောက်ပါကျမမိတွေကငါဖမ်းခိုင်းတဲ့အတွက်ကျမကမလုပ်ချင်ပဲလုပ်ခဲ့ရတာပါကောင်းပြီလေမင်းရဲ့လက်စွပ်ကိုပြန်ပေးပါမယ်ဒါပေမဲ့ငါခိုင်းထားတဲ့ကိစ္စတချို့ကိုတော့မင်းလုပ်ပေးရမယ်ဒီတော့ရဲ့တောက်ကူကြီးတစ်ခုထဲမှာဆုံးမကြီးတစ်ကောင်နေတယ်အဲ့ဒီဆုံးမကသူ့ရဲ့အောက်လန်းအတက်တွေနဲ့မြစ်တဲကရေတွေကိုတဖြည်းဖြည်းခန်းလာအောင်လုပ်ပစ်တယ်အဲ့အတွက်ငါတို့မကြခင်မှာပေးရတော့မယ်မင်းကအဲ့ဆုံးမကြီးစီသွားပြီးသူ့ရဲ့မော်ပညာတွေကိုချက်တက်သွားအောင်လုပ်ခဲ့ပါကောင်းပြီလေကျမလုပ်ပေးပါမယ်တကယ်လို့ကျမလုပ်နိုင်ခဲ့ရင်ကျမအမေရဲ့လက်စွပ်လေးပြန်ပေးမယ်လို့ကတိပေးပါကောင်းပါပြီငါကတိပေးပါတယ်ဒီလိုနဲ့အန်နာဟာငါးကလေးပြောတဲ့ကြောက်ကူကြီးရှိရာဘက်စီကိုထွက်လာခဲ့ပါတယ်အထဲကိုလမ်းကြည့်လိုက်တဲ့အခါအယုတ်ဆူဆူဆုံးမကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်ဟာဒီမြစ်တဲကရေတွေကိုခန်းချောက်သွားအောင်လုပ်ပြရမယ်အဲ့ဒီအခါကျငါးတွေကိုအလွယ်တကူငါဖမ်းနိုင်ပြီးစားပြစ်လို့ရပြီဟာဟေးကောင်မလေးမင်းဒီကနေအမြန်ထွက်သွားပါအရန်ကိုစိုးသွန်းတဲ့ဆုံးမကြီးကငါ့ကိုဖမ်းပြီးဒီထဲမှာပိတ်လောင်ခဲ့တယ်မင်းကိုတွေ့သွားခဲ့ရင်သူကငါ့လိုပဲမင်းကိုလည်းဖမ်းချုပ်ပြစ်လိုက်မယ်ဒီကနေအမြန်ပြေးပါတော့ဟာဟိုမှာလောင်ရင်ပိတ်ထားတဲ့တော့ပါလားအန်နာချမ်းမြေပေါ်မှာကြာနေတဲ့တော့ကိုကောက်လိုက်ပါတယ်ပြီးတော့လောင်ချိုင်းကိုဖွင့်ပေးလိုက်တယ်ရပြီမင်းဒီကနေထွက်ပြေးပါတော့အိုးမလုပ်ပါနဲ့ငါဒီကနေထွက်မသွားရဲဘူးဆုံးမကြီးပြန်ပြီးသွားရင်ငါ့ကိုတတ်ပြစ်လိုက်မယ်ငါဒီမှာပဲနေပြရစီ
အဲ့ဒါဆိုလဲဒီမှာပဲနေဦးငှက်ကလေးရေဆုံးမကြီးလက်ထဲကနေလွတ်မြောက်စေဖို့အတွက်ငါစူးစမ်းကြည့်ပေးပါမယ်အဲ့ဒါနဲ့အန်နာဆုံးမကြီးအရှိကိုသွားခဲ့တယ်ဟေးမင်းကဘယ်သူလဲဒီကိုဘာလာလောက်တာလဲဒီမဲ့ဆုံးမကြီးမင်းရဲ့အောက်လန်းပညာတွေကိုရပ်တန့်လိုက်ပါတော့မြည်ရည်တွေတပြေးပြေးခန်းလာပြီးငါးတွေတေကုန်ကြတော့မယ်ဟာကောင်းတာဗောငါတွေအကုန်တီးသွားခဲ့ရင်ငါယူပြီးစားရုံပဲလေအဲ့ဒါကြောင့်မြည်ရည်တွေခန်းသွားအောင်ငါလုပ်နေတာပဲရုပ်မှလိုက်တာမင်းဒီလိုမလုပ်သင့်ဘူးအောင်မမင်းကဘာမို့လို့ငါ့ကိုလာတန်းနေရတာတော့မင်းကိုလည်းငါဖြစ်အောင်လုပ်ပြီးငါတတ်စားပြစ်မယ်ဟာဒီလိုနဲ့ဆုံးမကြီးကမော်တော်တန်ကိုယူပြီးဝှေ့ရမ်းလိုက်တဲ့အခါမှာတော့အန်နာဟာငါးတကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဆုံးမကြီးကအန်နာကိုယူပြီးရေထက်ထားတဲ့စီပိုင်းထဲထည့်ခဲ့တယ်ဟာငါမင်းကိုချက်စားဖို့အတွက်ဈေးထဲကနေဟင်းခတ်အမွှေးကြိုင်ပြီးတောင်းဝယ်လိုက်အောင်ပဲပြန်လာရင်မင်းကိုတတ်ပြစ်မယ်ပြီးတဲ့အခါမှာတော့ဆုံးမကြီးကသူ့ရဲ့မော်တပြက်စီးကိုခွစီးပြီးအဝေးကိုထွက်သွားပါတော့တယ်ဒီမဲ့ငကလေးငါမင်းရဲ့အကူအညီကိုလိုအပ်နေတယ်အခုချိန်မင်းဘယ်လောက်တတ်သိရှိတယ်ဆိုတာကိုပြလိုက်ပါတော့ဒါမှဆုံးမကြီးကိုငါတို့နေနေနိုင်မှာအဲ့ဒါနဲ့ငကလေးကလောင်ကြိုက်တဲ့ကနေထွက်လာပြီးအန်နာရဲ့အနားမှာရပ်နေခဲ့တယ်မင်းကအရန်ကိုမှကျင်နာတလားတက်တဲ့မင်းကလေးတူပါငါမင်းကိုကူညီပါမယ်ဒီလိုနဲ့ငကလေးကဆုံးမကြီးရဲ့စတိုကန်းထဲကိုသွားပြီးဆေးပလင်းတစ်ခုကိုယူလာခဲ့တယ်အဲဆေးပလင်းကိုအန်နာကိုပေါ်လောင်းချလိုက်တဲ့အခါအန်နာဟာငကိုမူလအတိုင်းပြန်ဖြစ်သွားပါတော့တယ်အဲ့ဒီအခါငကလေးကဆုံးမကြီးရဲ့မော်တို့တန်ကိုလည်းယူပြီးအန်နာလက်ထဲကိုထည့်ပေးလိုက်ပါတယ်ရော့ဒီမော်တို့တန်လေးကိုယူလိုက်ပါဆုံးမကြီးကိုနှိမ့်နေတဲ့အခါကျအသုံးဝင်လာပါလိမ့်မယ်ဒီလိုနဲ့ခဏနေတော့ဆုံးမကြီးကပြန်ရောက်လာခဲ့ပါတယ်ဟာမင်းကိုဘယ်သူပြန်ပြောင်းပေးလိုက်တာလဲငါကငကိုကလေးကဒီလိုပဲလေမော်ပညာကိုသုံးပြီးတခြားသူတွေကိုဒုက္ခပေးနေတဲ့မင်းကိုအခုဒီမိန်းကလေးကဆုံးမပေးပါတော့မယ်ဒီလိုနဲ့အန်နာဟာမော်တို့တန်ကိုဝေရမ်းလိုက်တဲ့အခါမှာတော့ဆုံးမကြီးဟာဖွတ်တကောင်ဖြစ်သွားခဲ့တယ်အိုးငါ့ကိုဘယ်လိုလုပ်လိုက်တာလဲငါကငါးရင်ချက်စားခြင်းလို့အခုလိုမျိုးလုပ်နေတာပါမင်းပိုက်စားလို့ငါးရင်စားခြင်းနဲ့ဆိုတာကိုတော့လက်ခံပါတယ်ဒါပေမဲ့မြည်ရည်တွေခန်းသွားအောင်တော့မင်းမလုပ်သင့်ဘူးမင်းကြောင့်အားလုံးဒုက္ခရောက်နေရတယ်ဟုတ်ပါတယ်ငါနောင်တရခဲ့ပါပြီအားလုံးကိုဒုက္ခရောက်အောင်ငါထပ်မလုပ်တော့ပါဘူးငါဂတိပေးပါတယ်ငါ့ကိုငကိုအတိုင်းဖြစ်အောင်ပြန်လုပ်ပေးပါအဲ့ဒါနဲ့အန်နာဟာမော်တို့ကိုဝေ့ရမ်းလိုက်တဲ့အခါဆုံးမကြီးကအရင်တိုင်းပြန်ဖြစ်သွားတယ်အဲ့ဒီနောက်မှာတော့ဆုံးမကြီးကသူပြူစားထားတဲ့အတတ်ပညာတွေကိုပြန်ရုပ်သိမ်းလိုက်တဲ့အတွက်မြစ်ထဲကရေတွေပြန်ပြေးလာခဲ့ပါတယ်မြစ်ထဲကရေတွေကအခုလိုဆူဆူပြေးပြေးဖြစ်သွားတာကိုမြင်တော့အန်နာနဲ့ငကလေးကကြည်ရင်ဝမ်းသာသွားကြပါတယ်ကျေးဇူးတင်ပါတယ်အန်နာရေမင်းကအရန်ကုန်မှာကျင်နာတက်တဲ့သူပဲမင်းကငါတို့အားလုံးကိုကယ်ခဲ့တယ်နောက်ပြီးဒီငှက်ကလေးကိုလည်းလောင်ရင်ထဲကနေလွတ်မြောက်အောင်မင်းလုပ်ပေးခဲ့တယ်လေအိုးအဲ့ဒါတွေကိုရှင်ကဘယ်လိုလုပ်သိနေရတာတော့ဟာအကုန်လုံးကိုငါကသိနေပါတယ်တကယ်တော့ဒီငါးလေးဟာ9ယောက်ဖန်ဆင်းထားတဲ့နတ်သမီးလေးဖြစ်နေပြီးသူ့ရဲ့မူလသွင်းမြင်ကိုပြန်ပြောင်းလိုက်ပါတယ်တကယ်တော့ငါကမင်းကိုစမ်းသပ်နေခဲ့တာပါမင်းနောက်တစ်ခါငါလာဖမ်းစရာမလိုတော့တော့အောင်မင်းကငါကစူးချင်းညစ်ပေးပါမယ်နတ်သမီးလေးဟာမော်အဆန်းတွေနဲ့ပြုတ်လုလိုက်တဲ့အခါအန်နာကိုမှရွှေဆွဲကြိုးတွေနဲ့လက်ဝှေ့ကျေသနာတွေရောက်လာပါတော့တယ်။အိုးများလိုက်တဲ့ရွှေတွေပါလား။ဟုတ်တယ်မင်းမကောင်းမှုနဲ့စိတ်သက်ရှိနေတဲ့အတွက်ငါကချီးမြှင့်လိုက်တာပါ။အဲဒီနောက်မှာနတ်သမီးလေးဟာအန်နာအမေရဲ့လက်စွပ်ကိုလည်းပြန်ပေးလိုက်ပါတယ်။အိုးအရာရာတိုင်းအတွက်ကျေးဇူးပါနတ်သမီးလေးရေပြီးတဲ့အခါနတ်သမီးလေးဟာအန်နာကိုမော်တို့တန်နဲ့ဝေရမ်းလိုက်တဲ့အခါမှာတော့အန်နာဟာသူ့အိမ်ကိုပြန်လဲရောက်ရှိသွားပါတယ်သူမိတွေကမြင်တော့အံ့ဩသွားတာပေါ့လေအလိုလေးထူးဆန်းလိုက်တာဒီရွှေတွေကိုမင်းဘယ်လိုလုပ်ပြီးရခဲ့ရတာတော့အဲ့ဒါနဲ့အန်နာဟာသူ့ရဲ့မိတွေကိုဖြစ်ချောင်းကိုစင်ပြောပြလိုက်ပါတော့တယ်အော်အဲ့လိုလားအဲ့ဒါဆိုငါတို့သားမီးနှစ်ယောက်လည်းအဲ့ဒီနီလန်းကိုတုံးပြီးရွှေသွားရှာရမယ်ဒီလိုနဲ့မိတွင်းဖြစ်သူနဲ့သူ့သမီးဟာရေထဲကိုခုန်ချပြီးအန်နာပြောတဲ့ရေအောက်ထဲကနေရာကိုလိုက်ရှာပါတော့တယ်မကြခင်မှာတော့သူတို့ကအဲ့နေရာကိုရောက်သွားခဲ့ကြပါတယ်ဟာလာလိုက်တဲ့နေရာပါလားဒီနေရာမှာငါတို့လည်းရွှေဆွဲကြိုးတွေအများကြီးရှာရလိမ့်မယ်သူတို့ကရှေ့ကိုလည်းဆက်သွားရောမီးလောင်နေတဲ့တစ်ပင်ကိုတွေ့ခဲ့ပါတယ်ကမ်မီကင်ကြီးကသူ့ကလေးတွေကိုကယ်ဖို့အတွက်အကူအညီတောင်းတာပေါ့ဘာတွေလာပြောနေတာလဲမင်းကလေးတွေကိုကယ်ပေးဖို့အတွက်ငါတို့မှအချိန်မရှိဘူးဟုတ်တယ်ငါအမေနဲ့ငါကသုံးမကုန်တဲ့ရွှေဆွဲကြိုးတွေကိုတွားယူမလို့မိတွေဖြစ်သူနဲ့သူ့သမီးဟာငှက်ကလေးကိုမကူညီပဲရှေ့ကိုဆက်သွားခဲ့ကြပါတယ်မကြခင်မှာတော့ရေကန်နားကိုရောက်သွားကြပြီးငါးကလေးနဲ့တွေ့ခဲ့ပါတယ်ဟဲ့ငါးကလေးငါတို့ကိုလည်းအန်နာလိုမျိုးရွှေဆွဲကြိုးတွေပေးစမ်းမင်းကသူ့အမေလား
ဟုတ်တယ်ငါကအန်နာအမေပဲငါကလည်းသူ့လိုမျိုးရွှေတွေပေးပါဦး ကောင်းပြီပေးမယ်လေ ငါကလေးကမိတွေဖြစ်သူနဲ့သူ့တမီကိုမော်အစွမ်းတွေနဲ့ပြုတ်လုလိုက်တဲ့အခါမှာတော့သူတို့နှစ်ဦးဟာဖားတွေဖြစ်ကုန်ကြတယ် ဟဲငါတို့ကဘာဖြစ်လို့ဒီလိုမျိုးလုပ်လိုက်ရတာတော့ အဲ့ဒီအခါနတ်သမီးလေးကသူ့ရဲ့မူလသင်မြင်ကိုပြလိုက်ပါတယ် မင်းတို့နှစ်ယောက်ကစိတ်ဓာတ်မကောင်းကြတဲ့အပြင်အန်နာကိုလည်းအမျိုးမျိုးဒုက္ခတွေပေးနေခဲ့တယ်ဒါကမင်းတို့နှစ်ယောက်အတွက်ပြစ်ဒဏ်ပဲ မလုပ်ပါနဲ့ငါတို့ကငကိုပုံစံအတိုင်းပြန်လုပ်ပေးပါအန်နာကိုလည်းနောက်မနေ့ဆက်တော့ပါဘူးရွှေတွေလည်းမလိုချင်တော့ပါဘူး အဲ့ဒါနဲ့နတ်သမီးလေးကမော်အစွမ်းတွေနဲ့ပြုတ်လုလိုက်တဲ့အခါသူတို့နှစ်ယောက်ဟာအရင်တိုင်းပြန်ဖြစ်သွားကြပါတယ် ကဲအခုအိမ်ကိုပြန်ပြီးအန်နာနဲ့အတူပျော်ပျော်ရွှင်ရွှင်နေကြပါ အဲ့ဒါနဲ့သူတို့ဟာအိမ်ကိုပြန်ရောက်လာကြပါတယ် အမေတို့ကိုခွင့်လို့ပါသမီးလေးအန်နာရေသမီးကိုစိတ်မချမ်းသာအောင်အမေတို့လုပ်ခဲ့ပါတယ် ။အိုးချစ်စရာကောင်းတဲ့အမေနဲ့ညီမလေးရေ ဒီလိုနဲ့သူတို့ဟာပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတော့တယ်ပုံမြင်လေးကတော့ပြီးဆုံးသွားပါပြီမိကုန်းလေးတစ်ခုမေးပါမယ်အဲ့မိကုန်းကိုကွန်မန့်ကနေတစ်စစ်အရင်ဆုံးဖြေနိုင်တဲ့သူ၃ယောက်ကိုဖုန်းမေ1000ကျပ်စီချီးမြှင့်ပေးမှာဖြစ်ပါတယ်မိကုန်းလေးမမေးခင်မှာပြောချင်တာကတော့ဒီလထဲမှာ channel ကို subscribe လုပ်ထားကြတဲ့သူတွေတဲကမှအချို့ကိုမဲဖောက်ပြီးငွေ2000တန်ရေအောက်ကပါပြတိုက်ကစားစရာကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်အိမ်ရောက်ပို့ပေးမှာပါအဲ့အတွက်ကွန်မြူနတီဘုံ channel ကို subscribe လုပ်ထားကြပါနော်နောက်ပြီးအဲ့ဆူလက်ဆောင်ပစ္စည်းအစီအစဉ်ကိုဗီဒီယိုတစ်ခုထဲမှာထည့်ထားတာဖြစ်တဲ့အတွက်ဘယ်ဗီဒီယိုထဲမှာပါမလဲဆိုတာကိုရင်ခုန်ကြရင်ဗီဒီယိုတွေကိုသူများထက်ဥအောင်ကြည့်ဖို့အတွက်လိုအပ်ကြောင်းလည်းပြောချင်ပါတယ်။တရေပုံမြင်တွေနဲ့ပညာပေးပုံမြင်တွေကိုအပတ်စဉ်အင်္ဂါတောက်ကြနဲ့တနင်္ဂနွေနေ့တွေမှာည6နာရီခွဲဆိုရင်ပုံမှန်တင်ပေးနေမှာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေထဲမှာလည်းရင်ခုန်စရာဆူလက်ဆောင်အစီအစဉ်တွေကိုပုံမှန်ထည့်ပေးနေမှာဖြစ်လို့သူများထက်ဥအောင်ကြည့်ဖို့လိုအပ်ပါတယ်။ကဲအခုဗီဒီယိုရဲ့မေးခွန်းကိုစမေးပါပြီနတ်သမီးလေးဟာမော်အစွမ်းတွေနဲ့ပြုတ်လုလိုက်တဲ့အခါမှာတော့မိရွေးဖြစ်သူနဲ့သူ့သမီးဟာလူစင်စစ်ကနေဘာအကောင်တွေဖြစ်သွားကြပါသလဲကဲအဖြေကိုသိပြီဆိုရင်တော့အခုချက်ချင်းပဲ comment မှာရေးပေးလိုက်ပါတော့အားပေးကြည့်ရှုမှုအတွက်တကယ်ချင်းတို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ